Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့မှာတော့ Manchester United ပရိသတ်တွေအတွက်ဒီနေရာဒီဟာအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာပါပြီအထူးသဖြင့်ကွင်းလယ်ပိုင်းကိုအင်အားဖြစ်တည်မှုအတွက်အင်းရောအဖွဲ့သားတွေဟာအဓိကပြတ်မှတ်ထားတဲ့ Nottingham Forest အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဖြစ်တဲ့ Elliot Anderson ကိုအရခေါ်ယူနိုင်မှုကြိုးပမ်းနေတဲ့ဆိုတဲ့သတင်းတွေတောက်လျှောက်တက်လာပါတယ်ဒါပေမဲ့လည်းပြဿနာတစ်ခုတော့ရှိပါတယ်ဒါကသူ့ရဲ့တန်ကြေးပါသူ့ရဲ့တန်ကြေးကို Nottingham Forest အသင်းကပေါင်တန်း100ထိသတ်မှတ်ထားတယ်ဗျဒါကတကယ်ပဲသူ့ကိုပေးချေတဲ့ဈေးနှုန်းလားဒီနေ့ဗီဒီယိုမှာအသေးစိတ်ဆွေးနွေးသွားကြအောင်ခင်ဗျအသက်23နှစ်အရွယ် Elliot Anderson ဟာဒီယာဒီမှာ Nottingham Forest အသင်းမှာအကောင်းဆုံးခြေစမ်းပြနေတဲ့သူတစ်ယောက်ပါသူဟာလီမြန်တဲ့ကစားပုံကြောင့်နာမည်ကြီးပါတယ်ကစမဲတော်ထွက်ကပိုသေးချာတလောက်ရှိနေတဲ့အချိန်မှာပဲသူ့ကိုကျွန်တော်တို့ရဲ့လူငယ်လေးဖြစ်တဲ့ပုံမဲမိုင်နူးနဲ့တွဲဘက်ကစားဖို့ United ကအသင့်တော်ဆုံးလို့ရွေးချယ်ထားပါတယ်သူ့ရဲ့ထူးခြားချက်ကတော့ပရီးမီးယားလိအတွေ့အကြုံရှိပြီးသားဖြစ်တာကြောင့်အသင်းနဲ့အလျင်အမြန်အသားကျနိုင်တယ်ဆိုတဲ့အချက်ပါပဲအခုသတင်းနဲ့အရဆိုရင် Nottingham Forest ကသူ့ကိုပေါင်တန်း100တိအလိုရှိနေတာပါဒါအပြင်ကြိုင်မဲ့ဖြစ်တဲ့ Man City အသင်းကလည်းသူ့ကိုအရန်ကိုလိုချင်နေပါတယ် Man City လိုအသင်းမျိုးကပါသူ့ကိုသဘောကျနေတာဆိုတော့ဒီကစားသမားရဲ့အရေးအသွေးကတော့မေးခွန်းထုတ်စရာမရှိတော့ဘူးလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါပေမဲ့ပေါင်တန်း100ဆိုတာကတော့ကျွန်တော်တို့အသင်းတော်နည်းနည်းလေးအခက်တွေ့စရာပါပေါင်တန်း100ဆိုတဲ့တန်ကြေးက right ဒါမှမဟုတ်ဘာလီယန်တို့လိုကစားသမားတို့ကိုပေးချေရမယ့်ဈေးနှုန်းမျိုးဖြစ်နေပါတယ်ကျွန်တော်အမြင်အရပြောရရင်တော့ပေါင်တန်း100ဟာအလွန်ကိုများပြားပါတယ် United မှာတခြားရွေးချယ်စရာတွေဖြစ်တဲ့အတလန်နာအသင်းကအန်ဒါဆန်ကယူ45တန်ဝန်းကျင်ပဲရှိပါတယ်တခြားကစားသမားတွေလည်းရှိနေပါတယ်အင်္ဂလန်ကစားသမားဖြစ်နေလို့ဈေးပိုကြီးနေတာကတော့အမှန်ပါပဲခင်ဗျကဲခင်ဗျားတို့ကဘယ်လိုမြင်ကြလဲခင်ဗျElliot Anderson ကိုပေါင်တန်း100ဝန်းကျင်ပေးပြီးခေါ်တင်သလားဒါမှမဟုတ်တခြားဈေးသက်သာတဲ့ကွင်းလယ်ကစားသမား2ယောက်လောက်ကိုခေါ်တင်သလားcomment မှာဝင်ရောက်ဆွေးနွေးပေးတော့ကြပါဦးခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားဖို့မေ့ကြပါနဲ့အောင်အားလုံးကိုကျေးဇူးတင်ပါတယ်